မဟုတ်ဘူးနန်းနေတဲ့ရေတွေကိုပြောတာမဟုတ်ဘူး ဒီနန်းကိုဒီတိုင်းတန်းပြီးမတ် ဘယ်ဟာရောင်ကြီးချစ်စရာလဲ မမေလဲမူးရည်တွေရွှဲလာပါခင်ဗျာဒီတစ်ပတ်တော့ကျွန်တော်တို့မိသားစုရန်ကုန်နဲ့နီးနားတန်လျင်တရားစင်တာနဲ့တွားလို့ရတဲ့ရေနံပြတိုက်ကိုတွားလဲပြခဲ့ကြပါတယ်ဒီနေရာလေးကတရားစင်ပြီးတော့ဘယ်ဘက်ကိုကွေးလိုက်တာနဲ့တန်လျင်ရေနံချက်ဆက်ယုံနာမှာရှိတာပါကျွန်တော် location အတိအကျကိုတော့ description မှာထည့်ပေးထားပါတယ်ဒီနေရာလေးကဘာကြောင့်သွားတင်လဲဆိုလို့ရှိရင်တာယာလှပပြီး agent နဲ့ပတ်ဝန်းကျင်ရှိတယ်လို့ဘုဒ္ဓတာလည်းရစေပါတယ်တားလေးအတွက်တော့အရန်ပျော်ခဲ့တဲ့နေရာလေးပေါ့ဒီနေရာလေးကဘယ်ချိန်ဖွင့်လဲဆိုရင်10နာရီကနေပြီးတော့9နာရီထိဖွင့်ပါတယ်ဒါပေမဲ့သူတို့တန်ရှင်းလို့ဖို့သိန်းတာ10တာနဲ့ဆိုရင်4ခွဲလောက်ဆိုရင်တော့စပြီးသိန်းကြပြီဗျပြီးတော့ဘယ်နေ့တွေပိတ်လဲဆိုရင်တနင်္လာနေ့တိုင်းပိတ်တယ်အစိုးရရုံးပိတ်ရက်တွေပိတ်တယ်နောက်တစ်ခုကကြတော့အခုကျွန်တော်တို့သွားခဲ့တဲ့2026ဇူလိုင်25ရက်နေ့မှာအစိုးရရုံးတွေ off from သတ်မှတ်ထားတာဆိုတော့ဗုဒ္ဓဘုနေ့တိုင်းလည်းပိတ်ပါတယ်ဒီကိုသွားခြင်းလို့ရှိရင်ကိုပိုင်ကားနဲ့ပဲဖြစ်ဖြစ်စပိန်နဲ့ပဲဖြစ်ဖြစ်လိုင်းကားစီးပြီးတော့ပဲဖြစ်ဖြစ်သွားလို့အဆင်ပြေပါတယ်ကိုပိုင်ကားနဲ့လာတဲ့လူတွေအတွက်လည်းကားပါကင်ကြီးကျယ်ဝန်းရှိတယ်လို့ကျွန်တော်တို့စပိန်သမားတွေအတွက်လည်းစပိန်တွေကိုလုံခြုံစိတ်ချသွားထားလို့ရပါတယ်လမ်းလျှောက်ပြီးလာခြင်းလိုင်းကားစီးပြီးလာခြင်းနဲ့ဆိုရင်တော့တန်လင်းတရားအစင်နီးစက်ရာကားမှတ်တိုင်မှာဆင်းပြီးသွားလို့ရှိရင်ပဲရေနံချက်စက်ရုံဝင်တဲ့လမ်းထိပ်မှာ3မိနစ်ဆိုင်ငယ်ပြီးရလေးရှိပါတယ်အဲ့ဒီကနေငှားပြီးတော့ရေနံပြလိုက်တဲ့အထိဝင်လို့ရပါတယ်ပြလိုက်ဝင်ကြီးလက်မှတ်ကတော့တယောက်ကို2000ပါခလေးအတွက်လည်းပေးရပါတယ်လက်မှတ်တစ်ခါဝယ်ပြီးသွားလို့ရှိရင်တစ်နေ့လုံးသုံးလို့ရပါတယ်ပြလိုက်တဲ့ရှောက်လဲဒီမှာတပ်ပုံထွက်ရိုက်ပြီးတော့လို့ရှိရင်လက်မှတ်ရှိသေးလို့ရှိရင်ပြလိုက်တဲ့ပြန်ဝင်လို့ရပါတယ်စပိန်နဲ့လာမယ့်လူတွေအတွက်တော့တခုသတိပေးချင်တာကျွန်တော်တို့စပိန်သမားတွေကမနက်စောစောသွားလေးရှိကြတာဆိုတော့အရန်စောကြီးမသွားပါနဲ့နော်10နာရီမှဖွင့်တာပါရေနံကြရင်မဟုတ်ပါရေနံပြလိုက်မှာရေနံအောင်ရှိပါမလားတဲ့မမေတို့မကွေးအနောက်ဘက်မင်းဘူးဘက်မှာရေနံနေတူးတာပဲနံလို့လားအတူတူပဲလေဒါလည်းအဲ့ရေနံတစ်မျိုးပဲရှိရဟာရေနံမှာရေချင်းလိုက်နေရေနံတွေကြောက်အောင်လားရေနံတွေရေတွေမြန်မာနိုင်ငံမှာဘယ်လိုထုတ်ခဲ့လဲပါလဲမဟုတ်ဘူးနန်းနေတဲ့ရေတွေကိုပြောတာမဟုတ်ဘူးပုတ်စော်နန်းနေတဲ့ရေနံတွေမဟုတ်ဘူးဒါကားတွေဆိုင်ကယ်တွေ73စီပြီးတော့အသက်စီအဲ့ဒါကြီးဖတ်တဲ့ရေနံမဲကြီးလေမဲကြီးဟိုကလာအဆောင်ကြီးမမနိုင်တော့ပြရိုက်တဲ့ဝင်တဲ့ဒီလမ်းလေးရတော့အရန်ကိုမှတာယာလှပပြီးလေကောင်းလေးတန်းလေးရတပ်ပုံလှလှလေးလည်းရိုက်လို့ရပါတယ်လမ်းလျှောက်ပြီးဝင်လို့ရှိရင်လည်းတာယာလှပသလိုစပိန်စီဝင်လို့ရှိရင်လည်းအရန်ကိုကြည်နူးစရာကောင်းတဲ့လမ်းလေးပါအေးစစ်စစ်အချိန်ယူပြီးလာလေခြင်းတဲ့လူတွေအတွက်ဆိုရင်တော့စားစရာတောက်စရာကိုအတွက်တခါတည်းယူလာစေချင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ထဲထဲမှာဝယ်စရာဆိုင်ရှာလို့ပါ။တူးစင်လေးကိုပြထားတာပေါ့။ဒီခုကဏ္ဍလေးကတော့လှပတဲ့အတွက်ရိုက်ထားတာပါ။အပြင်လိုစင်ကူလို့မရပါဘူး။စရောက်တာနဲ့သားလေးရဲ့မိကွန်းပေါင်းများစွာကိုဖြေရပါတော့တယ်ပြီးတော့ဒီနေရာလေးကစက်တွေဖွင့်လို့ရှိရင်တကယ်ကိုရေနံထွက်တဲ့နေရာလေးပါဒီမှာတကယ်ကိုရေနံ
တုတ်လုပ်တဲ့ပုံနှံဆန်နေရေနံထုတ်တဲ့နေရာမှာသုံးတဲ့တကယ်ဆက်ပစ္စည်းတွေကိုပြထားပါတယ်တသားကတော့တစ်ခုချင်းမေးနေတာဖြစ်တဲ့အတွက်အကုန်လုံးကိုလိုက်ရှင်းပြတော့တာပါပဲ ဒီမှာရင်းနေနေရဘယ်လိုဟုတ်ပါ့မလဲဟုတ်တယ်အဲ့ဒါကိုပြပြဘူးဘူးပါရင်ကျသွားပတ်လာရဲ့ဒီပိုက်ကြရနေတယ်ဘယ်လာကိုပြန်တော့နားမလို့နဲ့နားနေရောက်တော့ဘယ်လိုလဲဓာကြီးရဒီစက်ကရိယာတမျိုးဖြစ်ပြီးရဲ့တဘာဝတွင်းထဲမှာရှိတဲ့ရင်းနှံနေမလို့တဲ့သူ တသားအတွက်ဒီနေ့တနေ့တာမှာအထူးဆန်းဖြစ်ဆုံးရာကတော့ဒီစာပူတော်ငှက်တိုက်လေးတွေပါပဲလူတွေရဲ့လက်တကန်းခါနာလောက်ပဲအမြင်ရှိတဲ့သစ်ပင်လေးပေါ်မှာငှက်တိုက်လေးရှိနေတာပါဒါပါကိုပြလဲဆိုရင်တရိษံလေးတွေဟာအနေနဲ့လူတွေအနေနဲ့မပြည့်တဲ့နေရာတွေမှာအေးအေးချမ်းချမ်းအတိုက်ပွဲပြီးနေထိုင်နိုင်တယ်ဆိုတဲ့သဘာဝတရားပါပဲဒီအတိုက်ကလေးတွေမှာစာပူတော်ငှက်ကလေးရဲ့ဥလေးလည်းရှိပါတယ်ကျွန်တော်လည်းခုမှမြင်မှုတာပါဒါလေးကတော့ဒီဟာအတိုက်ကလေးတွေကိုအရန်ကိုသဘောကျနေရပါ
မမေလည်းမူးရည်ရွှဲပြီမမေလည်းမူးရည်ရွှဲပြီဝေး Finished work today, leave the busy days behind. 2 bikes at the door, blue sky. It's our time. We ride out of downtown to a quiet place nearby. Coffee in our hands, big smiles, clear blue sky. Now I feel so free. All my stress is gone. Every mile feels good. Let's keep riding on. We can ride. We can ride. Brighten up our day. We can ride. Together side by side. We can ride. Let's enjoy the ride. My little boy's helmet on, my wife sings our favorite song across the little bridge where the river runs along. We stop beside the lake, sit beneath the trees, take a little break, enjoy the gentle breeze. Now I feel so free, all my worries fade. No rush, no stress, just enjoy the day. Not too far away, just enough to breathe. Every weekend ride brings happy memories. Then we ride back home before Monday starts, ready for a brand new week with happy